ဒီနေ့ဟာကျွန်တော်အတွက်အလောက်ကိုင်အခွင့်အလမ်းအသစ်တွေနဲ့ပြည့်လည်နေတဲ့နေ့တစ်နေ့ဖြစ်ပါတယ်ကျွန်တော်မှာဒီနေ့လုပ်ငန်းဆောင်တာတွေကိုအကောင်းဆုံးပုံပြအောင်မြင်အောင်လုပ်ဆောင်နိုင်တဲ့စွမ်းရည်နဲ့စွမ်းအားရှိပါတယ်ကျွန်တော်ဟာအလုပ်ကိုပျော်ပျော်ရွှင်ရွှင်အာရုံစိုက်ပြီးလုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ရဲ့လုပ်ဆောင်ချက်တိုင်းဟာအောင်မြင်မှုစီကိုဦးတည်နေပါတယ်ကျွန်တော်ဟာကျွန်တော်ရဲ့အလုပ်နယ်ပယ်မှာကျွမ်းကျင်သူတစ်ယောက်ဖြစ်လာအောင်အမြဲတမ်းကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ရဲ့တီထွင်နိုင်တဲ့အကြံဉာဏ်တွေဟာကုမ္ပဏီအတွက်တန်ဖိုးရှိပါတယ်အခက်အခဲတွေကြုံလာတိုင်းကျွန်တော်ဟာအေးအေးဆေးဆေးနဲ့မှန်ကန်တဲ့အဖြေကိုရှာဖွေနိုင်ပါတယ်ကျွန်တော်ဟာလေးစားထိုက်တဲ့အရေးချင်းရှိတဲ့ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ဟာလုပ်ဖို့ကိုင်ဘက်တွေနဲ့အသားအစာဓာတ်ဖြစ်အောင်နေထိုင်ပြီးအသင်းဖွဲ့စိတ်ဓာတ်နဲ့အလုပ်လုပ်နိုင်ပါတယ်ကျွန်တော်ပတ်ဝန်းကျင်မှာဂူညီဖေးမလိုသူနဲ့အပြူသဘောဆောင်တဲ့စွမ်းရည်တွေပဲရှိပါတယ်ကျွန်တော်ဟာသူတစ်ပါးကိုဂူညီသလိုသူတစ်ပါးစီကလည်းတင်ယူဖို့ဝင်မလေးပါဘူးကျွန်တော်လုပ်သမျှအလုပ်တိုင်းဟာအဆင်ပြေချောမွေပြီးအောင်မြင်မှုစီကိုဦးတည်နေပါတယ်ကျွန်တော်ရဲ့ကြိုးစားအားထုတ်မှုဟာမကြခင်မှာထိုက်တန်တဲ့ရလဒ်ကောင်းတွေထွက်ပေါ်လာပါတော့မယ်နေ့စဉ်နေ့တိုင်းကျွန်တော်ဟာအလုပ်နဲ့ပတ်သက်ပြီးပုံမတော်သူပုံမကျွမ်းကျင်သူတစ်ယောက်ဖြစ်လာနေပါတယ်အောင်မြင်မှုဟာကျွန်တော်စီကိုတဘာဝအတိုင်းစီးတင်နေပါတယ်အလုံးများနေတဲ့အချိန်မှာတော့ကျွန်တော်ဟာစိတ်ကိုတည်ငြိမ်အောင်ထားနိုင်ပါတယ်ကျွန်တော်ရဲ့စိတ်အေးချမ်းမှုဟာဘယ်အလုပ်ကိစ္စထက်မဆိုပိုရေးကြီးပါတယ်ပြဿနာတိုင်းမှာအဖြေရှိတယ်ဆိုတာကိုကျွန်တော်ယုံကြည်ပြီးအကောင်းဆုံးဖြေရှင်းနိုင်ပါတယ်ကျွန်တော်ဟာအမားတစ်ခုကိုလုံးမိပြီဆိုရင်တော့အားမငယ်ပဲအဲ့ဒီအမားကနေသင်ခန်းစာယူပြီးပိုတော်တဲ့သူတစ်ယောက်ဖြစ်အောင်လှုပ်ဆောင်နိုင်ပါတယ်ကျွန်တော်ရဲ့ကြိုးစားမှုနဲ့ထိုက်တန်တဲ့ဝင်ငွေအခွင့်အလမ်းအကောင်းတွေကျွန်တော်စီကိုအမြဲတမ်းရောက်လာနေပါတယ်ကျွန်တော်ဟာရာဟုတိုးခြင်းလာလာတိုးခြင်းနဲ့ထိုက်တန်တဲ့အရေးချင်းရှိသူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ရဲ့အလုပ်ဟာကျွန်တော်ကိုစိတ်ကျဉ်တဲ့မှုရောငွေကြေးချမ်းသာမှုကိုပါပေးစွမ်းနိုင်ပါတယ်အခွင့်အလမ်းအသစ်တွေဟာကျွန်တော်ရဲ့ရှေ့မှာအမြဲတမ်းပွင့်လင်းနေပါတယ်ကျွန်တော်ဟာအချိန်ကိုထိရောက်စွာအသုံးချတတ်ပြီးအကြီးကြီးတဲ့အလုပ်တွေကိုအရင်ဆုံးပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်နိုင်ပါတယ်ကျွန်တော်မှာအလုပ်တွေကိုအာရုံစိုက်နိုင်တဲ့ထူးခြားတဲ့စွမ်းရည်ရှိပါတယ်ဒီနေ့ဟာကျွန်တော်ရဲ့လုပ်ရည်ကိုင်ရွယ်ကိုအကောင်းဆုံးပြသရမယ်နေ့တစ်နေ့ဖြစ်ပါတယ်ခက်ခဲတဲ့အလုပ်တွေဟာကျွန်တော်ကိုပို့ပြီးတန်မာထက်မြက်လာအောင်ပြုထောင်ပေးနေတာဖြစ်ပါတယ်ကျွန်တော်ဟာအလုပ်ကိုအစွမ်းကုန်ကြိုးစားသလိုကိုဒါနနေဖို့လည်းမမေ့ပါဘူးကျွန်တော်ရဲ့ကျန်းမာရေးနဲ့ပျော်ရွှင်မှုဟာကျွန်တော်ရဲ့အောင်မြင်မှုအခြေခံအုံးမြေဖြစ်ပါတယ်အလုပ်ပြီးတဲ့အခါမှာအလုပ်ကိစ္စတွေကိုအလုပ်မှာပဲထားခဲ့ပြီးမိသားစုနဲ့အတူအေးချမ်းစွာနားနေနိုင်ပါတယ်ကျွန်တော်ဟာအဖွဲ့အစည်းအတွင်းမှာဩဇာရှိသူလေးစားထိုက်သူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ရဲ့စကားလုံးတွေဟာသူတစ်ပါးကိုဆရာတော်ကြစေပြီးအပြူသဘောဆောင်တဲ့ပြောင်းလဲမှုတွေဖြစ်စေပါတယ်ကျွန်တော်ဟာတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဆုံးဖြတ်ချက်တွေကိုမှန်မှန်ကန်ကန်ချမှတ်နိုင်ပါတယ်ကျွန်တော်ရဲ့အလုပ်ရှင်တဲ့လုပ်ဖို့ကိုင်ဘက်တွေကကျွန်တော်ရဲ့တန်ဖိုးကိုသိမြင်ပြီးလေးစားကြပါတယ်အလုပ်ခွင်ကစိန်ခေါ်မှုတိုင်းဟာကျွန်တော်ကိုအဆင့်မြင့်နေပေးမယ်လေကားတစ်တွေဖြစ်ပါတယ်ကျွန်တော်ဟာအသေးသေးသောနည်းပညာဘူတုရတွေကိုလျင်မြန်စွာတင်ယူနိုင်စွမ်းရှိပါတယ်ကျွန်တော်ရဲ့လုပ်ရည်ကိုင်ရည်ဟာမနေ့ကတည်းဒီနေ့ပို့ပြီးတိုးတက်လာနေပါတယ်အောင်မြင်မှုဟာကျွန်တော်အတွက်ရည်ရွယ်ထားတာဖြစ်ပြီးအောင်မြင်ဖို့လည်းထိုက်တန်ပါတယ်အခြေအနေတွေခက်ခဲနေပါစေကျွန်တော်ဟာစိတ်အေးထားပြီးအကောင်းဆုံးရင်ဆိုင်နိုင်ပါတယ်ဝေဖန်မှုတွေကိုအပြူသဘောဆောင်တဲ့အကြံပြုချက်အဖြစ်ပြောင်းလဲနိုင်ပြီးကိုပြုပြင်နိုင်စွမ်းရှိပါတယ်ကျွန်တော်မှာမလျှော့သောဇွဲလုံးလာရှိပြီးဘယ်ရာမဆိုအစိုးအထိအောင်မြင်အောင်လုပ်ဆောင်နိုင်ပါတယ်ကျွန်တော်ဟာအလုပ်လုပ်ရတာကုန်ယူပြီးအလုပ်ထဲမှာပျော်ရွှင်မှုရှာဖွေနိုင်သူဖြစ်ပါတယ်ကျွန်တော်ရဲ့အလုပ်ခွင်ဟာစိတ်အေးချမ်းစရာကောင်းပြီးလုံခြုံမှုလည်းရှိပါတယ်ကျွန်တော်ဟာအလုပ်ကိုအလုပ်နဲ့အတူပဲမိမိဝါသနာကိုအကောင့်ထဲဖော်နေတယ်လို့စိတ်အားတကြွစွာလှုပ်ဆောင်နိုင်ပါတယ်ကျွန်တော်ရှိနေတဲ့အတွက်ကျွန်တော်ရဲ့လုပ်ငန်းခွင်ဟာပုံမိုတောက်ပဆိုပြနေပါတယ်ကျွန်တော်ဟာအစားထိုးလို့မရတဲ့ထူးခြားတဲ့ချင်းတွေရှိသူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ဟာဒီအလုပ်ကိုလှုပ်ဆောင်နိုင်စွမ်းရှိလို့ဒီနေရာကိုရောက်လာနေတာပါကျွန်တော်ရဲ့ကြိုးစားအားထုတ်မှုတိုင်းဟာအလဟသမဖြစ်ပဲတစ်နေ့မှာအသေးအပွင့်တွေခံစားရမှာပါကျွန်တော်ဟာအမားတွေတဲ့ကသင်ခန်းစာယူပြီးပုံမထက်မြက်တဲ့သူတစ်ယောက်အဖြစ်အမြဲတမ်းပြန်လည်ရှင်းသန်နိုင်ပါတယ်
ဘလို့အနောက်ရှက်မျိုးပဲလာကျွန်တော်ဟာတည်ငြိမ်စွာနဲ့ကြော်ဖြတ်နိုင်တဲ့စွမ်းရည်ရှိသူတစ်ယောက်ဖြစ်ပါတယ်သူတို့ဘာရဲ့အပြည့်သဘောဆောင်တဲ့စကားလုံးတွေဟာကျွန်တော်ရဲ့တန်ဖိုးကိုမတတ်မှတ်နိုင်ပါဘူးစိန်ခေါ်မှုတွေဟာကျွန်တော်ကိုပုံမတန်မာလာစေဖို့အတွက်ရောက်လာတဲ့လက်ဆောင်တွေတာဖြစ်ပါတယ်ကျွန်တော်မှာခက်ခဲတဲ့အခြေအနေကိုအခွင့်အလမ်းအဖြစ်ပြောင်းလဲနိုင်တဲ့ဉာဏ်ပညာရှိပါတယ်ကျွန်တော်ဟာအခုထက်မှကပုံမကြီးမြောက်အောင်မြင်မှုနဲ့ထိုက်ထိုင်သူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ရှောက်လန်းနေတဲ့လမ်းကြောင်းဟာတိုးတက်မှုနဲ့အောင်မြင်မှုစီကိုတက်တက်မတ်မတ်သွားနေပါတယ်ကျွန်တော်ရဲ့အိမ်မက်တွေဟာလက်တွေ့ဖြစ်လာဖို့နေ့စဉ်နဲ့အမျှနီးကပ်လာနေပါတယ်ကျွန်တော်ဟာကျွန်တော်ရဲ့ဘဝကံကြမ္မာကိုကိုယ်တိုင်ဖန်တီးသူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ဟာဒီနေ့အတွက်လိုအပ်တဲ့စွမ်းရည်တွေအပြည့်အဝရှိနေပါတယ်ကျွန်တော်ဟာအာရုံစိုက်မှုအားကောင်းပြီးအလုပ်တွေကိုမြင်မြင်ဆန်ဆန်တိတိကျကျပြီးစီးအောင်လုပ်ဆောင်နိုင်စွမ်းရှိပါတယ်ကျွန်တော်ရဲ့စိတ်ကူးစိတ်တန်းတွေဟာလက်ဆက်နေပြီးအမြဲတမ်းဆန်းသင့်နေပါတယ်ကျွန်တော်ဟာအလုပ်ကိုပင်ပန်းနှောနဲ့ခြင်းမရှိဘဲဆရာထက်သန်စွာလှုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ဟာရင်းရခြင်းမရှိဘဲမှန်ကန်ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်သူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ရဲ့စိတ်ဆွမ်းအားဟာဘယ်လိုဖိအားမျိုးကိုမဆိုကြံ့ကြံ့ခံနိုင်ရေးရှိပါတယ်ကျွန်တော်ဟာမဖြစ်ဘူးလို့အများကထင်ထားတဲ့အရာကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်တဲ့စွမ်းရည်ရှိသူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်မှာအလုံးနဲ့ပတ်သက်ပြီးတီးကြတဲ့ဥတီချက်နဲ့ခိုင်မာတဲ့ယုံကြည်ချက်ရှိပါတယ်ကျွန်တော်ရဲ့ဦးနှောက်ဟာအမြဲတမ်းစမ်းသစ်တဲ့အကြံဉာဏ်ကောင်းတွေထုတ်ပေးနေပါတယ်ကျွန်တော်ဟာပြဿနာကိုရှုထောင့်ပေါင်းစုံကမြင်နိုင်ပြီးအကောင်းဆုံးနည်းလမ်းတွေကိုရှာဖွေနိုင်ပါတယ်ကျွန်တော်ရဲ့တည်ထွင်မှုကလုပ်ငန်းခွင်ပုံမတိုးတက်စေတဲ့အထောက်ပံ့တွေဖြစ်ပါတယ်ကျွန်တော်ဟာအသင့်အတင့်သောပြောင်းလဲမှုတွေကိုလျင်မြန်စွာလက်ခံနိုင်ပြီးအလိုက်တဲ့တင်နေထိုင်နိုင်ပါတယ်ကျွန်တော်ဟာအောင်မြင်မှုနဲ့ချမ်းသာကြွယ်ဝမှုကိုတန်လိုက်တစ်ခုလို့ဆွဲဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွမ်းကျင်မှုကြောင့်ပုံမကောင်းမွန်တဲ့အခွင့်အလမ်းတွေတကားလာခေါင်းနေပါတယ်ကျွန်တော်လှုပ်ဆောင်သမျှအလုပ်ကိုင်တဲ့ဟာကျွန်တော်အတွက်တန်ဖိုးရှိတဲ့အကျိုးမြတ်တွေဖြစ်လာနေပါတယ်ကျွန်တော်ရဲ့ဝင်ငွေဟာကျွန်တော်ရဲ့ကြိုးစားအားထုတ်မှုနဲ့အတူအစမတန်တိုးပွားနေပါတယ်ကျွန်တော်ဟာဘယ်နေရာရောက်လူအများကအားကိုးရတဲ့ဘိုးချမ်းမတယောက်ဖြစ်ပါတယ်ကျွန်တော်ရဲ့စွမ်းရည်ဟာအထက်လူကြီးနဲ့လွတ်မောက်ကိုင်ဘက်တွေရဲ့အတိမတ်ပြုတာကိုအမြဲတမ်းရရှိနေပါတယ်ကျွန်တော်စကားပြောလိုက်တိုင်းလူတွေဟာစိတ်ဝင်စားနားထောင်ကြပြီးလေးစားကြပါတယ်ကျွန်တော်ဟာအပြည့်သဘောဆောင်တဲ့စွမ်းရည်တွေကိုပတ်ဝန်းကျင်ကိုဖြန့်ဝေပေးနိုင်သူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်မှာဘယ်လိုအခြေအနေမျိုးမဆိုအေးအေးဆေးဆေးနဲ့ထက်ထက်မြက်မြက်ဖြည့်ရှင်းနိုင်တဲ့စွမ်းရည်ရှိပါတယ်အလုံးမှာကြုံရတဲ့စမ်းသပ်မှုတိုင်းဟာကျွန်တော်ကိုပိုပြီးရင်းကျက်အောင်ပြုထောင်ပေးနေတာဖြစ်ပါတယ်ကျွန်တော်ဟာအရှုံးမပေးတဲ့စိတ်ရှိသူတစ်ယောက်ဖြစ်သလိုအောင်မြင်မှုဟာကျွန်တော်အတွက်တေချာပေါက်ရရှိမှာပါခက်ခဲတဲ့အလုပ်တွေကိုကျွန်တော်ကအပြုံးမပြတ်ပဲကျွမ်းကျင်စွာပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်နိုင်ပါတယ်ကျွန်တော်ဟာဒီအလုပ်ကိုလုပ်ခွင့်ရတိုင်းအမြဲတမ်းကျေးဇူးတင်စိတ်ရှိပါတယ်ကျွန်တော်ရဲ့အလုပ်ဟာလူအဖွဲ့အစည်းနဲ့မိသားစုအတွက်တန်ဖိုးရှိတဲ့အကျိုးကျေးဇူးတွေပေးဆက်နေပါတယ်ကျွန်တော်ဟာအလုပ်လုပ်ရတာကိုဂုဏ်ယူပြီးအလုပ်ထဲမှာစိတ်ကျဉ်တဲ့မှုကိုရှာဖွေနိုင်ပါတယ်ကျွန်တော်ရဲ့အလုပ်ပေါ်ထားရှိတဲ့စိတ်စေတနာဟာကျွန်တော်ကိုအမြင့်ဆုံးနေရာကိုပို့ဆောင်ပေးနေပါတယ်ကျွန်တော်ဟာလုံနိုင်နေဆိုတဲ့စိတ်သက်ရှိသူဖြစ်သလိုဘယ်ရာကမှကျွန်တော်ကိုတားဆီးလို့မရပါဘူးကျွန်တော်ရဲ့အရေးချင်းဟာတန်းသက်ချက်မရှိဘဲနေ့စဉ်နဲ့အမျှတိုးတက်နေပါတယ်ကျွန်တော်ဟာအလုပ်ခွင်မှာအရေးပါဆုံးကြီးပါဆန်အဓိကလူတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ရဲ့အတွေးခေါ်တိုင်းဟာထူးခြားဆန်းသစ်ပြီးလက်တွေ့ကြပါတယ်ကျွန်တော်ဟာအလုပ်ပြီးတဲ့အခါစိတ်ကိုအပြေးအဝအနားပေးပြီးနောက်တစ်နေ့အတွက်စွမ်းရည်အသစ်တွေကိုရှားယူနိုင်ပါတယ်ကျွန်တော်ရဲ့စိတ်ဖြည့်ဆည်းမှုတွေဟာရှူထုတ်လိုက်တိုင်းလေနဲ့အတူပျောက်ကွယ်သွားပါတယ်ကျွန်တော်ဟာအမြဲတမ်းလက်ဆန်တက်ကြွနေပြီးအလုပ်ကိုအားရင်အပြည့်နဲ့ရင်ဆိုင်နိုင်ပါတယ်